ဒီနေ့ဦးဇင်းကတရားနာပြည့်တဲ့ပေါင်းသူတော်ကောင်းတို့အား20ရာစုရဲ့ဝိနည်းဖခင်ကြီးလို့တင်စားရတဲ့ဦးဇင်းတို့မဟာကန္တာယုံတောင်မြို့အကျမ်းပြုဆရာတော်ကြီးတောင်မြို့မဟာကန္တာယုံအကျမ်းပြုအကျော်ဘာသာတိကဆရာတော်ကြီးရဲ့ဘဝအကြောင်းတစိတစောင်းတွေကိုတရားဓမ္မပေါင်းသူတော်ကောင်းတို့ကြည်ညိုခွင့်ရအောင်ဆရာတော်ကြီးရဲ့သာသနာစိတ်ဓာတ်တွေကိုအနည်းငယ်သိခွင့်ရအောင်ဦးဇင်းကဆရာတော်ကြီးရဲ့အကြောင်းအရာတွေနဲ့ဗုဒ္ဓရဲ့သုတ်တံပါဠိတော်တွေဝိနည်းပါဠိတော်တွေမှာလာရှိတဲ့အကြောင်းအရာတွေကိုစုစည်းပြီးတော့ဟောကြားမဲ့သာသနာတော်ကိုချစ်မြတ်နိုးသူရဲ့နှလုံးသားဆိုတဲ့တရားကောင်းစဉ်လေးကိုဥတည်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်သာသနာတော်ကိုချစ်မြတ်နိုးသူရဲ့နှလုံးသားတရားကောင်းစဉ်ကဘာလဲလဲဒါကြောင့်မို့ဒီနေ့ဦးဇင်းဟောမဲ့တရားမှာသာသနာတော်အကြောင်းကိုအထိုက်လျောက်သိခွင့်ရမယ်သာသနာတော်ကိုချစ်မြတ်နိုးသူတို့ရဲ့နှလုံးသားဟာဘယ်ပုံဘယ်ပန်းဘယ်နည်းလမ်းအဖြစ်သူတို့ရဲ့နှလုံးသားမှာအမြုပ်တေးတွေကိန်းနေတယ်ဆိုတာကိုလည်းအနည်းငယ်မိမိတို့တွေးမိသိရပါလိမ့်မယ်ဒါကြောင့်သာသနာတော်ကိုချစ်မြတ်နိုးသူရဲ့နှလုံးသားတရားတော်ကိုမဟောကြားသေးမီမနာကြားကြသေးမီတရားပိုင်ရှင်ဖြစ်တော်မူတဲ့သုံးလောကထွတ်တာတတ်ပင်ညုမြတ်စွာဘုရားရှင်ကိုဦးဇင်းတို့ဘုရားဂုဏ်တော်၉ပါးဖြင့်ရွတ်ဖတ်ပူဇော်ပြီးတော့ရှေးဥစွာရှေးခိုးကြပါကုန်ဦးစို့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောသူကတောလောကဝိတုနုတရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဧဝနဝဟိကုနေလောကမိဂိဋ္ဌိပြပိတံအာတုလံဓမ္မရာဇာနံဝန္ဒာမိတိတာဒရံဧဝနဝဟိကုနေဤအရာတာအစာလာသည်ကိုဖြာသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နိုင်ဂိဋ္ဌိပြပိတံတိတ်တိတ်တုံခပဲ့တင်ထမြနန်းဆက်ကြောသောတော်မူထသောအာတုလံသီလခေါင်ထီတမတိနှင့်ကြည်ပြီးပညာလွန်ခဲ့သာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုင်သုံးထိုင်တရဖူသုံးလူသင်္ချေဓမ္မရထထာရှင်တော်မြတ်ဖရာကိုဒီလောအင်းစလီနှုတ်တန်ချီ၍ရှင်ကြီးမနောသုံးပါသောဓာရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယုတ်သေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုံတော်ထုံဝံပုံတော်မှန်လျက်ချီမွန်တော်မနာပနာညွန်ကြလက်ဆုံးမိုး၍ရှ िख ိုးကြောပါ၏ဖျား